ကျွန်မလူပြရပြီးတော့အခုကျွန်တော်ဒီဥစားရဲ့ missile လေးရပြီးပြီဆိုတော့ကိုဟမ်မာယူပြရမယ်ကျွန်တော်ဒီပြောကို missile ယူရတော့ဘာသာရေးပြောပြီးပါပြီကျွန်တော်ကိုဟမ်မာယူပြရမယ်ကျွန်တော်ပြောပေးပါပြီ okay ကိုဟမ်မာယူတော့အချက်3ချက်ရှိတော့မနော်ဒီဥစား missile ရဲ့စမ်းကြီးရဲ့ missile ရဲ့deadlet ပြီးတော့ဝါတောင်းကုန်ဖူးကို level 400 တိတင်ထားရပါမယ်400တိပြည့်ပြီဆိုရင်ပတ်စံ5သန်းနဲ့5သန်းနဲ့ဖတ်တော့9ထောင်နဲ့တော်လေးလို့ရပါတယ်ကိုဟမ်မှာအဲ့ဒီကိုကျွန်တော်လိုက်ပြပါမယ်ဟုတ်ကဲ့ကျွန်တော်လည်းပြောပေါ့ကျွန်တော်လည်းတောင်းဆိုနေတော့ပါကျွန်တော်ရဲ့ friend တွေလုပ်ပြီးလိုက် okay let's go โอ้မရလည်းဗုဒ္ဓပြောင်းတယ်โอเคအိမ်ပြန်မမရှိမပြန်ပြီးရင်ဒီဘက်လာလိုက်အမလေးပြီးတော့ Hydro Island อ่ะ Dragon Store သွားကြည့်ကျွန်တော် Dragon ဥရရှိရလားမရှိဘူးခင်ဗျ Dragon Store ယူလို့ခက်တယ် Dragon Hawk ခက်တယ်ကဲအင်းစောကိုဟမ်မာယူမယ်ဆိုရင်တော့ဖြစ်ပေါ်ရသွားရအောင်နော်ပေါ်ရဘာကောင်းလဲငါမီးအပေါ်ခုံလိုက်ပါခုံကြီးရတော့ဟိုအပေါ်ဆုံးတက်မယ်တက်လိုက်ပါဒီတော့ NPC ရှိတယ်မဟုတ် NPC မဟုတ်ကိုယူပြီးတဲကောင်းရှိတယ်အဲ့ဒီတဲယူတဲကောင်းဒီကားလေးကိုမရှင်းပေါ်လာတယ်တက်လို့ရတယ်ဆိုပြီးတော့ဒီနေ့လေးလာလိုက်ဘလာလို့ဒါတော့လင်းအောင်ဒီပိုလေးကိုတက်လိုက်ပါဒီပိုလေးမှာခဲလေးလို့ရှိဘယ်မှာလဲကျွန်တော်ဖို့ကတော့အပြရတယ်အော်ဒီတော့ဒီမှာထင်တယ်ခေါ်တယ်သူကတလုံးဘုမောင်မဲခဲရောက်သွားပြီဒီနေ့မှအပေါက်လေးရှိတယ်ပေါ့နော်ဒီမှာတက်ခဲလေးဒီမှာဒီအပေါက်လေးရှိတယ်အဲ့ဒီအပေါက်လေးဝင်လိုက်ဝင်ပြီးရင်ဒီအမလေးငါလဲမကိုပြီဝင်ပြီးရင်ဒီအောက်ဆင်းလိုက်ဟိုအောက်ထိဆင်းလိုက်ဒီနမအမီတက်ရှိအဲ့ဒီလူနဲ့စကားပြောလိုက်ပါကျွန်တော်မှလုပ်ပေးသားလို့ရပြီသွားပါပြီဒီအောင် let's လိုက်ပါအဲ့ဒါဆိုရင်ကိုဟမ်မာရသွားပါပြီ okay ကျွန်တော်ပြီးတော့ Hydro Island မှာ Dragon Store သွားကြည့်မယ် Dragon ဟောက်လည်းရတာလေကျွန်တော် Dragon ဥလည်းမရှိဘူးပြီးတော့ကျွန်တော် Dragon ဥယူလို့မတက်ပါဘူးပြီးတော့ကျွန်တော်မှာ Mail of Faith ရှိပါတယ်ဒီမှာတက်လာရှိပါတယ်ကျွန်တော်ယူချင်အောင်အဲ့ဒါကျွန်တော် Castle of the Sea မှာဟိုအဲ့ဒီဘေးမှာ Hydro Island ရှိပြီးရင်ကျွန်တော် Castle of the Sea မှာဟိုအဲ့ဒီ pirate လေးကိုတွေ့ fruit ရတဲ့ကောင်လေးအဲ့ဒီကောင် spawn တယ်လို့ပြောတယ်ကျွန်တော်မိနစ်50နေ spawn တယ်လို့ပြောတော့ကျွန်တော်ကတက်မယ်ဆိုဒီအပေါ်တက်ရမနော်ကျွန်တော်Dragon တလေးပြတော့လဲကျွန်တော်ဒီအပေါ်တက်ရတယ်Dragon 3ခန်းရပါမယ်Dragon 3ခန်းယူမယ်ဆိုရင်Dragon ဥရှိမှုတွေရတယ်ကျွန်တော်ကမရှိတော့ကျွန်တော်ဒီလားဆိုပြီးတော့ကြည့်တော့ပေါ့
ဒီနားမှာဒရဂမတ်မှာဦးစွာမစ္စတိုင်ယူရတဲ့နေရာရှိတယ်ကျွန်တော်ယူပါဒီမှာဒီပေါ့မှာအဲ့ဒီ NPC မဟုတ်ပါဘူးဒီမှာပါဒီနောက်မှာဓာတ်လေးတွေပါဒီကဝင်လိုက်မဟုတ်ပြောကိုဟာတယ် movie ခက်တဲ့ယူရပါမယ်တဲ့ကျွန်တော်မှခက်တဲ့မရှိလို့ပါနော်ဘယ်လိုမှယူထားလို့ဘာတို့ကတော့ကယူလို့မရပါဘူးပြင်းနဲ့တိုင်းပါပဲအဲ့ဒါဆိုတော့ဒီစမ်းလေးဆိုင်ပြန်ပြောင်းလိုက်တယ်ယူလိုက်တဲ့ဆိုရတော့ဖြစ်ဒီပါ Dragon Quest ရိုက် Dragon Quest တာယူကြည့်မယ် Let's go ဆောင်းတော့တိုင်းတိုင်းဒီပါဘလာပါရနားလည်းမနောက်တော့ဘူးနောက်လည်းမလာတော့ဘူးဗျာSia con được gòn không biết này là nghĩ ra vậy ngắm cái nào nó đi còn rồi cái này lại về lâu là một gì cái đó là cái này đi với lại nó cái này tiền cái này là cái nó lưu lượng sao đó bỏ đi nó mà cái tượng cái siêu là lại ấp nhiều thêm mà giờ ấp nhiều cái này nhiều thêm mẹ nhiều thêm mẹ thì nó là Paris rồi cái mẹ Paris mà mẹ chiều sau này là mấy thì đi đông chỉ bảo thế đấy nó đây là cái gì đấy ví dụ sao ra làm uống miếng cái này to nè thì mình rất là về nhỉ rồi东西是给的上半期了这个我嘛花也去的bảo vì nó mất tên này mà cái này su con cái lông nhà mà thì chẳng có nào thì nó mà số cái lên gì rồi cho nó video active để lâu cố gắng nếu mà sẽ trả lời trả đi ba city cái gì vậy đấy sao bài đi trong channel gì vậy đấy mấy ngày blue lấy gì vậy đấy tissue tờ gì vậy tissue tờ gì vậy
စေပါလေးရှိပါတယ်ရမလေးရှိပါတယ်လောင်းဆော့လေးရှိပါတယ် gravity blade လေးရှိပါတယ် slide လေးရှိပါတယ် dragon တက်တယ်ရှိပါတယ် full guitar လေးရှိပါတယ်ခပူကြာလေးရှိပါတယ်couple rate လေးရှိပါတယ် apple rate လေးရှိပါပဲ sharp blue လေးရှိပါတယ် face blue လေးရှိပါတယ်ဒီမှာ sable လေးတွေအစုံရှိပါတယ်ကဲအဲ့လိုပါပဲ fruit မှာတော့ထူးထူးမရှိပါဘူး lot legendary က9လုံးပြီးတော့ rare 4လုံးအကွန်မွန်တော့6လုံးရှိတယ်ပြီးတော့ကွန်မွန်တော့5လုံးရှိပါတယ်တော့ rare စာလေးတစ်လေးနဲ့ကွန်မွန်စာလေးတစ်လေးရှိပါတယ်အဲ့ဒီမှာတော့ဘာမှထူးထူးမရှိဘူးဒီ medical တစ်ခုပဲရှိပါတယ်အဲ့ဒါတော့စုံမအောက်ထုတ်ရှိပါတယ်ပြီးတော့ဟိုစီးဝါးဝယ်ရတဲ့ဟိုကိတ်ကရအဲ့ဒီလှုပ်ဝက်နေရတော့ဝယ်ရတဲ့ what the hell okay ဒီကျွန်တော် line လေးထွက်သွားပြီဒီဗီဒီယိုရတဲ့လောက်ပဲအားလုံးကြည့်ရှုပေးတယ်မှာအားလုံးကြည့်သူတွေအားလုံး bye bye